မင်္ဂလာပါရှင်မြန်မာမီရထားရဲ့ online ရထားလက်မှတ်ဝင်ယူမှုစနစ် ORTP ကိုအသုံးပြုပြီး TikTok, Facebook, Telegram နဲ့ Viber စတဲ့လူမှုကွန်ရက်ကနေတဆင့်အပေါ်ဝန်ဆောင်ကတွေတရားမဝင်ကောက်ခံတာလက်မှတ်ဝယ်ယူပေးနေသူတွေကိုဒီဇယ်ဥပဒေနဲ့အညီထိရောက်ပြတ်သားစွာအရေးယူသွားမယ်လို့မြန်မာမီရထားကနေအရေးပေါ်သတိပေးထုတ်ပြန်လိုက်တာဖြစ်ပါရဲ့ရှင်မြန်မာမီရထားအနေနဲ့ဒီတဲ့ရအဆင်ပြေချုံးမစီဖို့အတွက်ပြီးခဲ့တဲ့2026ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့ကစတင်ပြီးရန်ကုန်မန္တလေးလမ်းပိုင်းမှာရှိတဲ့အမြန်မီရထားတွေအတွက် online ရထားလက်မှတ်ဝယ်ယူမှုစနစ် online railway ticket prospect ORTP ကိုစတင်အကောင့်ထည့်ဖော်ခဲ့တာဖြစ်ပါရဲ့ရှင်။ဆိုပါစနစ်အရတရားဝင်လက်မှတ်ဝယ်ယူရမှာရထားလက်မှတ်တစ်စောင်နဲ့တင်နာအောင်မြင်ထားတဲ့ကုမ္ပဏီကသတ်မှတ်ထားတဲ့ဝန်ဆောင်ကမြန်မာကျပ်ငွေ200ချင်းနဲ့ဘဏ်ငွေလဲကားတွေကိုသာကောက်ခံခွင့်ပြုထားတာပဲဖြစ်ပါရဲ့ရှင်။သို့တော်လည်းလက်ရှိအချိန်မှာတော့ social media တွေပေါ်မှာမြန်မာမီရထားရဲ့တရားဝင်ခွင့်ပြုချက်လုံးဝမရှိပဲအပေါ်ဝန်ဆောင်ကတွေအစမတန်အတောင်းခံပြီးလက်မှတ်ဝယ်ယူပေးနေတဲ့လှုပ်ဆောင်ချက်တွေကိုအများအပြားတွေ့ရှိနေရတာဖြစ်ပါရဲ့ရှင်။ဒီစီစံနဲ့ပတ်သက်ပြီးမြန်မာမီရထားကတရားဝင်တည်ပြီးထိုင်ရမှာလူမျိုးတို့ဌာနအနေနဲ့ညီတီကိုစလဲမြည်တီပွဲစားတအုပ်တယောက်ကိုမှအပေါ်ဝန်ဆောင်ကကောက်ခံပြီးလက်မှတ်ဝယ်ယူပေးဖို့တောင်းဝင်ပေးထားခြင်းမရှိကြောင်းပြတ်သားစွာညှင်းဆိုထားပါရဲ့ရှင်။အကယ်၍လူမှုကွန်ရက်တွေကနေတဆင့်ကိုကျူစီးပွားအတွက်အပေါ်ဝန်ဆောင်ကယူကလက်မှတ်ဝယ်ယူပေးနေတာကိုစစ်စစ်တွေ့ရှိရပါကဒီဆယ်ဥပဒေတွေနဲ့အညီဒီရောက်စားတရားစွဲဆိုရေးယူဆောင်ရွက်တာမှာပဲဖြစ်ပါရဲ့ရှင်။တစ်ဆက်တည်းမှာပဲ online ကနေတဆင့်ကိုယ်တိုင်လက်မှတ်ဝယ်ယူဖို့ဤပညာအခက်အခဲရှိတဲ့ခီးသွွားပြည်သူတွေတက်လည်းမြန်မာမီရထားဘူတာယုံတည်တည်မှာအထောက်အကူပြုကောင်တာများကိုအထူးဖွင့်လှစ်ပေးထားပြီးပဲဖြစ်ပါရဲ့ရှင်အဆိုကောင်တာတွေမှာဘူတာဝန်တန်းကိုယ်တိုင်ကခီးတဲ့အတွက် ORTP စနစ်အတိုင်းတရားဝင်စနစ်တကျဝန်ယူပေးဖို့စီစဉ်ထားရှိပြီးလို့လည်းသိရပါတယ်ရှင်ဒါကြောင့်မလို့ခီးတာဘီတွေအနေနဲ့လူမှုကွန်ရက်ပေါ်ကတရားမဝင်ပဲစားတွေရဲ့အပေါ်ဝန်ဆောင်ကတောင်းခံမှုတွေကိုမယုံကြည်ကြဖို့နဲ့ဥပဒေအရအရေးယူမဲ့မြန်မာမီရထားရဲ့နောက်ဆုံးရသတိပေးချက်သတင်းချက်လက်ကိုရက်ဆက်ပေးခဲ့တာပဲဖြစ်ပါရဲ့ရှင်